ပရိသတ်တယောက်ရဲ့အချစ်နဲ့အားပေးမှုဆိုတာဘလောက်အထိအစွမ်းထန်နိုင်မလဲဗျာဒါပေမဲ့အဲ့ဒီချစ်ခင်အားပေးမှုကမေးလွန်ကဲပြီးအတိုင်းအဆမရှိတဲ့ဆွဲလန်းမှုတစ်ခုဖြစ်ကိုပြောင်းလဲသွားတဲ့အခါမှာတော့ဘလို့ကြေကွဲစရာအကျိုးဆက်တွေချလာနိုင်မလဲဒီနေ့မှာတော့ကဘာကျော်စူပါစတာတယောက်ရဲ့ဘဝတစ်ခုလုံးကိုသူ့ရဲ့ရုပ်တုအသေးဆွဲပရိသတ်တယောက်ကဘလို့မျိုးပြောင်းပြန်လန်ဖြစ်ခဲ့ပြီးဝမ်းနဲ့ဖွယ်ရာဇလန်တပုတ်အဖြစ်အဆုံးသက်စေခဲ့တယ်လဲဆိုတာကိုအသေးစိတ်ပြန်လဲပြောပြသွားမှာဖြစ်ပါတယ်ကဲဒီဇက်လက်ရဲ့အဓိကဇက်ဆောင်နှစ်ယောက်နဲ့စပြီးမိတ်ဆက်ပေးချင်ပါတယ်။တယောက်ကတော့အိန္ဒိယနိုင်ငံရဲ့အောင်မြေဆုံးစူပါစတာကြီးအာရီယန်ခနာပါ။သူ့ရဲ့ဘဝကလူတန်းပေါင်းများစွာအတွက်အိမ်မက်တစ်ခုလိုပါပဲ။နောက်တစ်ယောက်ကတော့ဒေလီမြို့ကတာမန်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ဂေါ်ရက်ချန်ဒနာသူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူ့ရဲ့ဖျားတဆူလိုကိုးကွယ်အားကြရတဲ့အာရီယန်ခနာနဲ့ရိုးရီကတပုံစံတီးနီးပါတူနေတာပါပဲ။ဒီလိုရုပ်ချင်းစင်တူမှုကပဲသူတို့နှစ်ယောက်ရဲ့ကံကြမ္မာကိုကြိုးတချောင်းထဲမှာချီနှောင်ပြီးကြောင်းမဲ့ဖွယ်ရာဇလန်တပုတ်ကိုစတင်စေခဲ့လာပေါ့ဗျာဟုတ်ပြီကျွန်တော်ရဲ့ဇလန်ကအိန္ဒိယနိုင်ငံရဲ့မြို့တော်ဒေလီငစ်စကြမှာတယ်ဒီမြို့မှာအင်တာနက်ဆိုင်လေးတစ်ခုဖွင့်ရင်ဖွားကိုရိုးရိုးရှင်းရှင်းဖြတ်တန်းနေတဲ့ဂေါ်ရပ်ချန်နနာဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတယ်သူ့ဘဝကအပြင်းမှတော့ရိုးရှင်းတယ်လို့ထင်ရပေမဲ့သူ့ရဲ့စိတ်ကဘာကတော့လုံးဝကိုမရိုးရှင်းပါဘူးသူ့ရဲ့ကဘာတစ်ခုလုံးကအာရီယန်ခနာဆိုတဲ့နာမည်တစ်ခုတည်းနဲ့ပဲတည်ဆောက်ထားတာပါသူ့ရဲ့ဆွဲလမ်းမှုကဘယ်လောက်ထိနဲ့ဆိုင်တယ်လဲဆိုတာကိုစက်ပြီးကြည့်လိုက်ကြအောင်ကိုရီးယားတက်တော့အာရီယန်ခနာဆိုတာစန်ပြပုဂ္ဂိုလ်တယောက်ထက်အများကြီးပိုပါတယ်သူကဖျားတဆူလိုပါပဲသူ့ကိုယ်သူလည်းဂုံယူစွာနဲ့အာရီယန်ဂျူနီယာလို့ခေါ်တဲ့သူရဲ့အိတ်ခန်းကတော့လေအာရီယန်ရဲ့ဖျားချောင်းဆောင်လို့တောင်ပြောလို့ရတယ်နေရာလက်မကျန်ပိုစတာတွေဓာတ်ဖုန်းကြီးမဂ္ဂဇင်းချက်ပိုင်းတွေနဲ့ပြည့်နေတာသူကဒေတာတွင်းမှာလုပ်တဲ့အာရီယန်ရုပ်တုပြိုင်ပွဲတွေမှာဆိုအမြဲတမ်းဝင်ပြိုင်ပြီးအမြဲတမ်းအနိုင်ရတယ်ဒါတွေကသူ့အတွက်ပိုက်ဆံရှာတဲ့နီလန်းတစ်ခုတောင်မှကပဲအာရီယန်နဲ့ဘူနီဆက်စီတယ်လို့ခန်းစားရတဲ့အခိုက်အတန့်တွေပေါ့သူ့ရဲ့ဒီလိုအယူအမှုဆွဲလန်းမှုကိုဘီးကနေနားလည်ပေးပြီးတခါတရံစိတ်ပူပေးတတ်တဲ့သူ့တငယ်ချင်းမှလည်းနီဟာလေးရှိပါသေးတယ်ဂေါ်ရက်ရဲ့အချီးမဆုံးဖြစ်တဲ့အိမ်မက်သူ့ဘွားရဲ့ရီမန်းချက်ပန်းတိုင်ကဘာလဲဆိုတော့သူ့ဘွားရဲ့ဖျားသခင်ဖြစ်တဲ့အာရီယန်နဲ့9မိနစ်လောက်ပဲမျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ရဖို့ပါပဲအဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အတွက်သူကအာရီယန်ရဲ့အတိတ်ကဇလန်တပုတ်ကိုအထူးယူဖို့ဆုံးဖြတ်လိုက်တယ်အာရီယန်ကိုလိုက်နေနေကမင်းသားဖြစ်ချင်တဲ့စိတ်နဲ့မွန်ပိုင်းမျိုးကိုယထာလက်မှတ်မပါပဲထွက်လာခဲ့ဘူးလေဆိုတဲ့ဇလန်ကိုအားကြပြီးသူကိုလိုက်လက်မှတ်မဝယ်ပဲမွန်ပိုင်းကိုခရီးထွက်ခဲ့ပါတယ်သူရဲ့ရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပဲယူတူပိုင်းပွဲမှာအနိုင်ရခဲ့တဲ့စူဖလာကြီးကိုအာရီယန်ရဲ့မွေးနေ့မှာကိုလိုက်ကိုကြလက်ဆောင်ပေးချင်လို့ပါအခက်အခဲမျိုးကြားကနေနောက်ဆုံးတော့ဂေါ်ရက်တယောက်မွန်ပိုင်းမျိုးကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့မွန်ပိုင်းကိုရောက်သွားတဲ့အခါမှာတော့သူထင်ထားသလိုပန်ခင်းလန်းကြီးထင်မနေခဲ့ဘူးဗျသူ့ရဲ့လာပါတဲ့အိမ်မက်တွေကကျန်းတန်းနဲ့လက်တွေ့ဘဝနဲ့ထိတ်ထိတ်တွေ့ပြီးစတင်ပြိုကွဲလာခဲ့တယ်။အာရီယန်ရဲ့အင်ရှိမှာသူ့လိုပဲပြိတဲ့ထောင်ပေါင်းများစွာနဲ့ပြည့်နေနေတာကိုတွေ့လိုက်ရတဲ့အခါသူ့ရဲ့ဖျားသခင်နဲ့တွေ့ဆုံဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခက်ခဲမှန်းသူစပြီးသဘောပေါက်လာခဲ့တာပါ။အာရီယန်နဲ့တွေ့ဖို့လားလုံးဝမဖြစ်နိုင်တော့ဘူးဆိုတော့တီးလိုက်ရတဲ့အခါဂေါ်ရက်ဘာလို့လဲဆိုတော့သူ့အိုင်ရိုရဲ့အာယုံဆိုင်မှုရောက်ဖို့အတွက်အရန်ကိုအစွန်ရောက်တဲ့နီလန်တစ်ခုကိုသုံးလိုက်တယ်။အဲ့ဒီအချိန်မှာအာရီယန်နဲ့ပက်တနာဖြစ်နေတဲ့ပြိုင်ဘက်မင်းသားတယောက်ကိုဟိုတဲ့ခန်းထဲမှာအတင်းကျပ်ဖမ်းဆီးပြီးအာရီယန်ကိုလူသိရှင်ကြားတောင်းပန်ခိုင်းတဲ့ဗီဒီယိုတစ်ခုကိုရိုက်ကူးခဲ့တယ်။သူကဒီလုပ်ရက်ကိုအာရီယန်အထက်အကောင်းဆုံးမွေးနေ့လက်ဆောင်သူ့ရဲ့သစ္စာဆောင်တည်မှုကိုသက်သေပြနိုင်မဲ့လုပ်ရက်တစ်ခုလို့ရိုးရိုးသားသားယုံကြည်ခဲ့တာပါ။ကဲဒီလိုဥပဒေမဲ့ပြီးအန်တယ်များတဲ့လိုရတဲ့သူကဘယ်လိုဆွလာမျိုးကိုမျောလင့်နေမလဲ။အာရီယန်ကသူ့ကိုသူရဲ့ခေါင်းကြီးတယောက်လိုသဘောထားပြီးကျေးဇူးတင်ပါတယ်လို့ပြောကရင်ခွင်ထဲပွေဖက်လိမ့်မယ်လို့မျောလင့်နေတာလား။ဒါပေမဲ့လက်တွေ့မှာတော့သူ့ရဲ့မျောလင့်ချက်တွေနဲ့ဆွန့်ကျင်ဘက်အဖြစ်ချက်ကသူ့ကိုဆွန့်ကျင်နေခဲ့ပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဗျာကြီးကျူးတင်စကားအစားသူ့စီရောက်လာတာကရဲတွေပဲ။ဂေါ်ရက်ရဲ့လောက်ရက်ကိုထိသွားတဲ့အာရီယန်ကထိတ်လန့်သွားပြီးချက်ချင်းပဲရဲကိုအကြောင်းကြားလိုက်တယ်။ဂေါ်ရက်တယောက်သူ့ရဲ့ဖယားသခင်စီကနေကြီးကျူးစကားကြားဖို့မျောလင့်နေချိန်မှာပဲရဲတွေရဲ့ fancy ရှင်ကိုခံလာရရဲ့။အဲ့ဒီထက်ပိုဆိုတာကတော့အာရီယန်ကိုယ်တိုင်ကသူ့ကိုထောင်ထဲမှာ9မိနစ်လောက်လာတွေ့ပြီးမင်းလောက်တာပရိသတ်တယောက်ရဲ့လို့ရမဟုတ်ဘူးဒါရာဇဝဲမှုပဲလို့ပြောပြီးသူ့ရဲ့အိမ်မက်ကပွားကြီးကိုရရဆက်ဆက်ရိုက်ချိုဖျက်ဆီးခဲ့တာပါပဲအဲ့ဒီမှာရင်ဂေါ်ရက်ရဲ့အချစ်တွေအားလုံးကိုကိုွယ်မှုတွေအားလုံးကတဆစီကြေမောသွားပြီးအမုန်းတရားအဖြစ်ဖြောင်းလဲသွားတော့တာပဲသူ့ရဲ့ကဘာကြီးအခုလုံးဖြိုလဲသွားလို့ခံစားလိုက်ရတယ်အာရီယန်ကသူ့ကိုပရိသတ်အဖြစ်တောင်အတိမဲ့မပြူတော့ဘူးလို့ခံစားလိုက်ရတဲ့အခါသူ့ရဲ့ကြေကွဲမှုကနေမင်းကငါကမင်းဖြစ်အောင်လုပ်ပေးတဲ့တာပရိသတ်မရှိရင်မင်းကဘာမှမဟုတ်ဘူးဆိုတဲ့စကလုံးတွေနဲ့ဒေါသတတိတုံမြန်နေပါတယ်။အဲ့ဒီခိုက်တက်မှာပဲအသေးဆွဲပရိသတ်တယောက်တေဆုံးသွားခဲ့ပြီးလက်စားချေမဲ့သူတယောက်မွေးဖွားလာခဲ့ပါတယ်။တယ်လီကိုရှက်တကွေအချိုးနေနဲ့ပြန်ရောက်လာတဲ့ဂေါ်ရက်ဟာအရင်ကအဖိကင်းစင်တဲ့ပရိသတ်လီမဟုတ်တော့ပါဘူး။သူ့ရဲ့မျက်လုံးတွေထဲမှာအားကြလီစားမှုတွေအစားလက်စားချီလိုတဲ့စိတ်နဲ့အေးဆက်တောင်လောင်နေပါပြီ။ဒီဇလန်ကအကြောင်းမဲ့ဖွယ်ကောင်းတဲ့အချိုးအခွေတစ်ခုကိုရောက်ရှိသွားပြီး
သူ့ရဲ့ကြောက်စရာကောင်းတဲ့အသွင်ပြောင်းမှုတွေစတင်လာပါပြီ သူအိမ်ကိုပြန်ရောက်ခဲ့အခါဂေါ်ရောပထမဆုံးလုပ်တဲ့အလုပ်ကဘာလဲဒီလားသူအခန်းထဲမှာရှိတဲ့အာရီယန်ရဲ့ပိုစတာတွေဓာတ်ပုံတွေအားလုံးကိုစုပြီးမိပုံရှို့လိုက်တာပဲဒါဟာသူ့ဘဝရဲ့အခန်းတစ်ခန်းကိုအပြီးတိုင်ပိတ်ပစ်လိုက်တဲ့သင်္ကေတတစ်ခုလိုပါပဲသူ့ရဲ့အချစ်မီးလောင်ပြကြသွားမယ်အဲ့ဒီပြားတွေထဲကနေအစွမ်းထက်တဲ့အမုန်းတရားတစ်ခုပြန်လည်မွေးဖွားလာပဲတယ်သူ့ရဲ့ဆွမ်းလန်းမှုကပုံစံပြောင်းသွားပြီးအာရီယန်ကိုဖျက်ဆီးပစ်ဖို့ဆိုတဲ့တခုတည်းသောရည်မှန်းချက်အဖြစ်အသွင်ပြောင်းသွားခဲ့မှာတော့တယ်တနေ့တိတိကြာသွားတယ်အဲ့ဒီတနေ့လုံးမှာဂေါ်ရက်ဖ်ကတခုပဲစဉ်းစားတယ်အာရီယန်ခနာဆိုတဲ့လူကိုဘယ်လိုဖျက်ဆီးမလဲဆိုတာပဲသူ့စိတ်ထဲကတန်ရာတွေကအမုန်းတရားအဖြစ်အပြည့်အဝပြောင်းလဲသွားခဲ့ပါပြီအခုတော့အချင်းကြပြီသူ့ကိုဖန်တီးခဲ့တဲ့ဖျားသခင်ကိုသူ့ကိုယ်တိုင်ပြန်လဲဖျက်ဆီးဖို့ကြောင်းဝက်ဖွယ်ကောင်းတဲ့အစီအစဉ်စတင်มาတော့တယ် ဂေါ်ရပ်ကသူ့ရဲ့အချီဆုံးလက်နဲ့အာရီယန်နဲ့ရုတ်ချင်းတစ်ထက်တည်းတူနေတာကိုအသုံးချပြီးတော့ကဘာပတ်ပြီးပြဿနာတွေလိုက်ရှာကြတာပဲလန်ဒန်က Madam Tussauds ပြအတိုင်းမှာအာရီယန်အဖြစ်ဟန်ဆောင်ပြီးအမျိုးသမီးတွေကိုရိုက်ဆိုင်စွာဆက်ဆံကပြဿနာရှာခဲ့တယ်ခရိုအေးရှားနိုင်ငံဒူဘရော့ဗစ်မြို့ကအော်စာချီမိုင်းနဲ့ထတဲ့တူရဲ့မင်္ဂလာဆောင်မှာအာရီယန်အဖြစ်နဲ့အင်ရှင်ရဲ့သမီးကိုကချေတီရှေ့မှာစော်ကားမော်ကားလုပ်ခဲ့တယ်ဒီလိုပြတဲ့အားလုံးကြောင့်အာရီယန်ခနာဆိုတဲ့နာမည်ကချက်ချင်းဆိုသလိုမြေကွာသွားပြီးသူ့ရဲ့ရှိုးပွဲတွေစာချုပ်တွေအားလုံးဖျက်သိမ်းခံလိုက်ရပါတယ် ဒီစရာကိုကြည့်လိုက်ရင်အချိန်တွေကဘလောက်တောင်ပြောင်းပြန်ဖြစ်သွားလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ Goref ဘက်ကလှုပ်လိုက်တဲ့လှုပ်ရက်တိုင်းအတွက်အချိုးဆက်ကိုတော့အာရီယန်ကအပြည့်အဝခံရတယ်။ "तू ကအာရီယန်ရဲ့နာမည်ကိုသုံးပြီးပြဿနာရှာလိုက်တိုင်းမှာအများပြည်သူရှေ့ကဂုံတက်ခါအလုတ်ကိုင်းနောက်ဆုံးမှာတော့သူမိသားစုရဲ့လုံခြုံရေးကြီးရဟန်းလုံးကတစ်ဆက်တစ်စပြိုလဲလာခဲ့ပါတယ် ဂေါ်ရပ်ရဲ့လက်စားချင်မှုကအဲ့ဒီမှတင်မပြီးသေးဘူးဗျသူကအာရီယန်ရဲ့အလုတ်ကင်ကိုဖျက်ဆီးယုံနဲ့အားမရကိုအာရီယန်ရဲ့အတဲနှလုံးလိုဖြစ်တဲ့အိမ်ထဲထီဝင်ပြီးတော့သူ့စနေကို၆လန့်ခဲ့တယ်အဲ့ဒီထက်ပိုပြီးနာကျင်စေတာကတော့အာရီယန်ရဲ့အမှုပညာဘဝတစ်ချောင်းလုံးရရှိခဲ့တဲ့အောင်မြင်မှုတက်သူဖြစ်တဲ့စုရန်စိတ်တီအားလုံးကိုကျမ်းမြင့်ပေါ်မှာရိုက်ခွဲဖျက်ဆီးပစ်လိုက်တာပါပဲဒီလိုရက်ကပဋိပက္ခကိုပို့ကိုရေးရအမြင့်ဆုံးအဆင့်ကိုရောက်သွားစေခဲ့ပြီးအာရီယန်တယောက်ဒီကိစ္စကိုကိုယ်တိုင်အဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တဲ့ ဒီကြောင်နဲ့ကြွက်ကစားပွဲကြီးကအခုဆိုရင်အဆုံးသက်ရတော့မယ်။ team ခံနိုင်တော့တဲ့ Aryan က Gorov ရဲ့ရန်ကားမှုတွေကိုအဆုံးသတ်ဖို့သူ့ရဲ့ဇာတိမျိုးဖြစ်တဲ့ Daily ကိုကိုယ်တိုင်ထွက်လာခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ Superstar ကိုယ်တိုင်ကသူ့ရဲ့အရေးသူ့ရဲ့မောင်မိုက်တဲ့ပတ်ချံကိုကိုယ်တိုင်ကိုကြရင်ဆိုင်ရတော့မှာပါ။ Gorov ကအာရီယန်ကိုနောက်ဆုံးအနေနဲ့စင်ခေါ်လိုက်တယ်အဲ့ဒါကတခြားမဟုတ်ဘူးအရာအလုံးစတင်ခဲ့တဲ့သူ့ရဲ့အောင်မြင်ဖြစ်တဲ့ပြိုင်ပွဲစမြင့်ပေါ်မှာအာရီယန်ကသူ့ကိုလူပုံအလယ်မှာတောင်းပန်ရမယ်တဲ့ဒါဟာတောင်းပန်ခိုင်းတာတသက်မဟုတ်ပါဘူးကဘာကျော်စူပါစတာတီလောက်ကိုတာမန်ပရိသတ်တယောက်ရဲ့ရှေ့မှာဒူးထောက်အရှုံးပေးခိုင်းတာဖြစ်သည်ဒါက Gorov အတွက်အဆုံးစုံသောအောင်ပွဲတစ်ခုပါပဲ ဒါပေမဲ့ဒီတစ်ခါတော့အာရီယန်ကအကွက်စင်ခံမဲ့သူမဟုတ်တော့ဘူးသူက Gorov ရဲ့ထောင်ချောက်ကိုပြောင်းပြန်လန်တီကိုစင်ပေါ်မှာ Gorov အစ်စ်ကိုလူအများရှေ့မှာဖော်ထုတ်လိုက်ပါတယ်ဒေါသတကြီးနဲ့ထွက်ပြေးပြီးသူတို့နှစ်ယောက်ကြားမှာအသေးအတန်လိုက်လံဖမ်းဆီးမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ဒေလီမျိုးရဲ့လမ်းတွေပေါ်အဆောက်အဦတွေပေါ်မှာအသက်ကိုရင်းပြီးလိုက်ကြရင်းနဲ့နောက်ဆုံးမှာတော့တိဆောက်ဆဲဆောက်တစ်ခုရဲ့အမိုးဆွဲမှာသူတို့နှစ်ယောက်ရဲ့ကန့်ကြမ္မာကအဆုံးဖြတ်ပြီးကိုရောက်ရှိလာခဲ့ပါတယ် ထပ်ပေါက်မရှိတော့တဲ့အမှုစောမှာအာရီယန်ကဂေါ်ရပ်ကိုအနိုင်မယူခဲ့ပါဘူးသူမျက်လုံးထဲမှာဒေါသတွေမရှိတော့ပဲနောင်ရတဲ့ဝမ်းနည်းမှုတွေပဲရှိနေပါတော့တယ်သူကဂေါ်ရပ်ကိုတောင်းပန်တယ်ရက်လိုက်ပါတော့မင်းဘွားကိုမင်းပါလာနေပါငါ့ကိုမင်းလိုက်ပါလူကောင်းတယောက်ဖြစ်အောင်စူးစမ်းပါဆိုပြီးတော့စိတ်ရင်းနဲ့တောင်းပန်ခဲ့ပါတယ်ဒါဟာစူပါစတာတယောက်ကပိတ်သက်တယောက်ကိုပြောနေတာမဟုတ်ပဲလူတယောက်ကသူ့ရဲ့မှားယွင်းတဲ့ပုံရိပ်တစ်ခုကိုနောက်ဆုံးအကျင့်အဖြစ်နားချနေတာနဲ့တူပါတယ်ဒါပေမဲ့ Goref အတွက်တော့အရာအလုံးကအချိန်လွန်သွားခဲ့ပါပြီ။သူ့ရဲ့ကဘာတစ်ခုလုံးကအာရီယန်ကြောင့်တိဆောက်ခဲ့ရပြီးအာရီယန်ကြောင့်ပဲပျက်စီးသွားခဲ့ရတာပါ။အခုနောက်ဆုံးမှာတော့သူ့ရဲ့ကံကြမ္မာကိုအဆုံးသတ်မဲ့တစ်ခုတည်းသောရွေးချယ်မှုတစ်ခုသာကျန်ရှိပါတော့တယ် အာရီယန်ကသူ့ကိုကယ်တင်ဖို့လက်ကမ်းပေးခဲ့ပြီးမြဲ Goref ကမင်းနားလည်မှာမဟုတ်ဘူးလို့ပြောပြီးအဲ့ဒီလက်ကိုတွန်းဖယ်ကအစွန့်အောင်ပွားကနေသူ့ကိုသူခုံချပြီးအဆုံးစီရင်သွားခဲ့ပါတယ်သူ့အတွက်တော့အာရီယန်မရှိတဲ့ဘဝဆိုတာအတိတ်ပဲမရှိတော့သလိုအာရီယန်ကိုမုန်းတီးနေရတဲ့ဘဝကလည်းငရဲတစ်ခုပါပဲသူ့ရဲ့သေဆုံးမှုကသူ့ရဲ့နောက်ဆုံးသောလက်စားချီမှုဖြစ်တယ်လို့အာရီယန်အပေါ်ထားရှိခဲ့တဲ့သူ့ရဲ့လမ်းလွဲနေတဲ့အချစ်ရဲ့အဆုံးသက်တစ်ခုလည်းဖြစ်ခဲ့ပါတယ် Goref တေဆုံးသွားတာကြောင့်အာရီယန်ရဲ့နာမည်ကတော့ပြန်ပြီးရှင်းသွားတယ်သူ့ရဲ့လောကကြီးပြန်လဲကောင်းမွန်လာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်ဝိညာဉ်ကတော့ဘယ်တော့မှပြန်ကောင်းလာမှာမဟုတ်တော့ဘူးသူပရိသတ်ကြီးကိုတွေ့တိုင်းသူ့ကိုအားပေးနေတဲ့မျက်နှာတွေကိုမြင်တိုင်းမှာသူ့ရဲ့စိတ်ထဲမှာ Goref ရဲ့မျက်နှာကိုပဲမြင်အောင်နေခဲ့ရပါတော့လေသူကတိုက်ပွဲကိုအနိုင်ရခဲ့ပြီးမဲ့သူ့ရဲ့စိတ်ငြိမ်းချမ်းမှုကိုတော့ထာဝရဆုံးရှုံးသွားခဲ့ရပါပြီ
ဒီဇလန်ကကျွန်တော်ကိုမေကွန်းတစ်ခုနဲ့ထားခဲ့ပါတယ်ချစ်ခင်အားပေးမှုကနေအတိုင်းအဆမရှိတဲ့ဆွဲလန်းမှုဖြစ်ပြောင်းလဲသွားတဲ့အခါမှာနောက်ဆုံးမှာဘသူကတကယ်တမ်းအရှုံးသမားဖြစ်သွားခဲ့တာလဲဘဝတစ်ခုလုံးကိုပေးဆက်သွားတဲ့ပရိသတ်လားဒါမှမဟုတ်စိတ်ငြင်းချမ်းမှုကိုထာဝရဆုံးရှုံးသွားခဲ့ရတဲ့စူပါစတာလား